အသက်ဘေးကြုံရဖို့ရှိနေတဲ့ Donald Trump ကိုဘင်္ဂလားဒေ့ရှ်အစိုးရကကယ်တင်လိုက်ပါတယ်။ American သမ္မတ Donald Trump ကိုကယ်တင်တာတော့မဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်မွေးမြူရေးခြံတစ်ခုကနေကဘာကျော်လူသိများနေတဲ့ကျွဲဖြူတစ်ကောင်ကိုကယ်တင်လိုက်တာပါ။သူ့နာမည်က Donald Trump ပါ။သူ့ရဲ့ရုပ်ရည်သွင်းပြင်က American သမ္မတနဲ့တူတယ်ဆိုပြီးပိုင်ရှင်တွေကအဲ့ဒီနာမည်ပေးခဲ့ကြတာပါ။ပြီးတော့သူ့ကိုဤပွဲတော်မှာကူဘာနီစတီးခံတတ်တော်အဖြစ်အသုံးပြုဖို့ပိုင်ရှင်တွေကမြန်မာငွေကျပ်320ဝန်းကျင်နဲ့ညှိမြတဲ့ဘင်္ဂလားဒေ့ရှ်ငွေကြီးနဲ့ရောင်းချခဲ့ကြပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကသာကြားဝင်ကယ်တင်မှုမလုပ်ခင်ရင် Donald Trump ဟာဒီနေ့ကျင်းပတဲ့ဤပွဲတော်မှာနွမ်းပါသူတွေကိုပြီးဝေဖို့အသားဟင်းတစ်ခွက်အဖြစ်စတီးခံရတဲ့အထက်မှာပါဝင်ခဲ့မှာပါ။ဒါပေမဲ့ Donald Trump ရဲ့နာမည်ကျော်လူသိများနေမှုအခြေအနေကြောင့်အစိုးရကအဲ့ဒီအယောင်အဝယ်အတွက်ကြားဝင်ငွေပေးချေမှုပြုလုပ်ပြီးကယ်တင်ခဲ့ပါတယ်။ဒီကိုမြို့တော်ထားကားကနိုင်ငံပိုင်တရိတ်ဆန်ဥယျာဉ်မှာရွှေ့ပြောင်းထားရှိဖို့ဘင်္ဂလားဒေ့ရှ်ပြည်ထရေးဝန်ကြီးကညွှန်ကြားထားပါတယ်။မျိုးဗီဇချို့ယွင်းမှုပြဿနာ albino ကြောင့်ပုံမှန်ကျွဲတစ်ကောင်နဲ့မတူပဲတစ်ခုလုံးဖြူနေတဲ့ကျွဲတစ်ကောင်ဟာစနောက်ပြီးပေးလိုက်တဲ့နာမည်တစ်ခုကြောင့်အသက်ဘီကလွတ်ခဲ့တယ်လို့ဆိုရမလို့ပါ။အသက်၄နှစ်အရွယ်ရှိပြီးအလေးချိန်900ကီလိုဂရမ်ပေါင်1500လောက်ရှိတဲ့ Donald Trump ကိုပိုင်ရှင်တွေကဘင်္ဂလားဒေ့ရှ်တာက3,8500ဝန်းကျင်နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီငွေကြီးပမာဏက American ဒေါ်လာ3000ကျော်လောက်နဲ့ညီမျှပါတယ်